တော်ထဲမှာနာမည်မခေါ်ရဘူးခေါ်မိရင်တင်းခွေချက်ကမှတ်ထားပြီးအဲ့ဒီနာမည်ကိုခေါ်တတ်တယ်ပြန်ထူးမိရင်တေးတာပဲတဲ့တင်းခွေချက်ကိုပန်ကိုလင်လို့ခေါ်ပါတယ်အာရှတိုက်နဲ့အာဖရိကတောင်ပိုင်းမှာတွေ့ရတယ်ပယက်စားကောင်မျိုးပါခြားရီပယက်စိတ်တွေကိုစားတယ်တကူလုံးအကြီးကုံမာရီပြည့်နေတယ်သူ့မှာသွားရီမရှိဘူးတင်းခွေချက်ကအန်နီယန်နဲ့ကြုံလာရင်ထွက်မပြေးတတ်ဘူးခေါင်းကိုထိမှထားပြီးတကူလုံးကိုလုံးပြစ်လိုက်တာအဲ့ဒါကြောင့်တင်းခွေချက်တွေ့ရင်လက်အောင်သာခြောက်ပေးလိုက်လုံးသွားရင်အသားလေးကောက်ယူလိုက်ရုံပဲတရုတ်တို့ဗီယက်နမ်တို့မှာတင်းခွေချက်သားကိုဈေးကြီးပေးစားကြတယ်တရုတ်တိုင်းရင်းဈေးဆရာတွေကတင်းခွေချက်အခွန်တွေကိုအယောင်ရော်စည်းတွေကိစ္စပြောက်စည်းတွေပေါ်ကြတယ်ဒါကြောင့်တင်းခွေချက်ဟာဈေးကောင်းရတယ်မှောက်ကိုဈေးကွက်ရှိတယ်တင်းခွေချက်တကောင်ဖမ်းမိလာပြီဆိုရင်တစ်တာလေးထည့်ပြီးတော့ခတ်ထားတာတောင်ညဘက်ရှောင်းရင်ပျောက်သွားတတ်တယ်လို့ဆိုကြပါတယ်သူမကိုပြောင်းနိုင်တဲ့အကျေးကုန်တစ်ခုရှိလို့ပါတယ်နားမိုင်ညမှာသူ့ရဲ့အကျေးကုန်တစ်ခုချင်းကိုစီးကျိတ်လုံးနဲ့တို့ကြည့်စွမ်းတဲ့အကျေးကုန်ကိုထောက်မိရင်ကောင်းကင်မှာကျယ်ရင်လာတွေမြင်ရတယ်တဲ့အဲ့ဒီအကျေးကုန်ကိုဖြုတ်ယူပြီးစောင့်ထားရင်ကိုပြောက်တယ်တဲ့ရုံနှန်းစကားရှိတယ်ကျွန်တော်တို့ကတော့လက်တွေအသုံးချပါတယ်တင်းငွေချက်အကျေးကုန်ကိုလက်စွပ်ထွင်းဝကြတယ်ဂီတာလက်ခတ်လုပ်ကြတယ်တချို့လည်းအပေါက်ဖောက်ပြီးလေပင်းမှာအလှဆွဲကြတယ်နိုင်ငံသားကတတိတွေကတော့လက်ကင်အိတ်လုပ်ကြတယ်တဲ့အခုတော့ဒီတရဝါလေးတွေလည်းသိမတွေ့ရတော့ပါဘူးရှားပါလာပါပြီမကြခင်မှာမျိုးသုံးပြောက်ွယ်သွားမယ်လို့တော့ထင်မိပါတယ်ပရိသတ်များရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုမွေးရင်းရေးသားသူကိုလည်းလေးစားစွာနဲ့ credit ပေးပါတယ်အစားအနေအဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒီနေ့ရဲ့ဗီဒီယိုလေးကိုကြားနေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို follow လုပ်လေးနှိပ်ပြီးတော့အားပေးခဲ့ကြပါဦးရှင်